အခုတကောက်တိတ်ဆက်ပြီးမှကတော့နေပြည်တော်မှာမိုးတိထန်စွာရောက်သွန်းပြီးနေရင်မြုပ်ပြောစေတီပထိုးတွေပြောကြကျောင်းနေပိတ်ကရေးပေါ်ကဲစေးလှောက်ဆောင်နေအောင်နေပြည်တော်မှာမိုးစမပြတ်တီးထန်စွာရောက်သွန်းမှုကြောင့်စမှုသီးမြို့နယ်တွင်နေရင်ဝင်ရောက်နေမြုပ်ပြီးပြည်သူတွေကိုရေးပေါ်ရွှေ့ပြောင်းကဲစေနေရတဲ့ပြင်တက္ကိနာသီးမြို့နယ်မှာလည်းစေတီပထိုးတွေပြိုကျပျက်စီးကအခြေခံပညာစာသင်ကြားတကြောင်ကိုခေတ္တပိတ်ထားကြောင်းသိရတယ်နေပြည်တော်မိသက်ဦးစီးမှုယုံကုတ်ကဲမှုတာဝန်ရှိတဲ့ပြောကြားချက်အရမိုးစမပြတ်ရောက်သွန်းမှုကြောင့်စမှုသီးမြို့နယ်တွင်ရှိဘေဘေမောင်ဆယ်မှနေစီစဉ်လာတဲ့ရင်နှုံမြောင်ရေရှမ်းမှုဖြစ်ပွားခဲ့ပြီးရွှေကြပင်ရက်ကွက်တွင်နေနေကိုရေဝင်ရောက်သဖြင့်ပြည်သူတွေကိုအရေးပေါ်ရွှေ့ပြောင်းပေးနေရကြောင်းသိရတယ်။ဇွန်လ24ရက်နေ့မနက်9:15မိနစ်ခန့်ကရင်နှုံမြောင်ရေရှမ်းမှုကြောင့်ရွှေကြပင်ရက်ကွက်ရှိငဝင်လန်းစိန်ပန်းပြားတလန်းနှစ်လန်းရွှေလီလန်းနဲ့မမဝတီလန်းတို့ရှိနေများတွင်ကိုရေဝင်ရောက်ခဲ့ကြောင်းသိရတယ်။လူအသေးပြောက်တော့မရှိပါဘူး။ရေကဒူးနဲ့ပေါင်ပေါ်လောက်ထိပဲရှိသေးတယ်။အခုရေဝင်တဲ့နေရာကပြည်သူတွေကိုဘေးလွတ်ရာရွှေ့ပြောင်းပေးနေရတယ်။မိုးရေများလို့ရေအိုင်းတဲ့သဘောပါ။ရေတက်တာမဟုတ်ဘူးလက်ရှိအင်ဂျင်24လုံးကပြည်သူတွေကိုရွှေ့ပြောင်းပေးထားလို့နေပြည်တော်မိသက်ဦးစီးမှုရုံးကုတ်ကဲမတောင်ရှိသူကပြောတယ်။အဆိုမှာရေဘေးဖြစ်စဉ်ကြောင့်တက္ကိနာခရိုင်မိသက်စခန်းစမှုတီရီမြို့နယ်မိသက်စခန်းနဲ့ရွှေကြပင်တို့မြို့နယ်မိသက်စခန်းတို့မှတရင်မိသက်တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ပူပေါင်းဖက်ကရေဘေးတင်နေကိုတွားရောက်ပြီးပြည်သူတွေကိုဘေးလွတ်ရာကိုအကူအညီရွှေ့ပြောင်းပေးနေကြောင်းသိရတယ်။တစ်ချိန်တည်းမှာတက္ကိနာတီရီမြို့နယ်မှာလည်းဇွန်လ22ရက်နေ့23ရက်နေ့တို့မှာမိုးတိတန်စွာရောက်သွန်းမှုကြောင့်စေတီပထိုးတွေပြိုကျပျက်စီးခဲ့ကြောင်းသိရတယ်။တက္ကိနာတီရီမြို့နယ်ကုနှလုံးဆယ်စုကျေးရွာစုဆယ်စုကျေးရွာရှိကုနှလုံးကုန်းတော်ပေါင်းမှာတည်ထားတဲ့ညံတော်ပင်မြင့်ပေ30ရှိစေတစုပြိုကျပျက်စီးပြီးရွှေခင်းကျေးရွာစုစိုက်ခင်း3ကျေးရွာရှိရွှေဝမြိုင်ဟိတတရတက္ကိသီလာကျောင်းတိုက်တွင်ညံတော်မြင့်6ပေခန့်အကျယ်9ပေခန့်မှရှိတဲ့စေတီကိုစုနဲ့မှရှစ်စုလည်းပြိုကျပျက်စီးခဲ့ကြောင်းသိရတယ်။ထို့ပြင်ရွှေခင်းကြားရှိရွှေခင်းဖုန်းတွေကြီးကြောကိုကာရထားတဲ့အမြင့်ပေ6ပေခန့်ရှိအုံနေရချက်စီကိုရွှေ138ပေခန့်မှလည်းပြိုကျပျက်စီးခဲ့ကြောင်းသိရတယ်။အလားတူတို့နယ်ကြားအောင်စုရာသစ်ကြားနေရှိရအောင်ချောင်းရင်းမြင့်တလာသဖြင့်အခြေခံပညာထက်တန်းကြောက်ခွဲရာသစ်တင်ကိုရင်ဝင်ရောက်ခဲ့ရာဂျန်ကိုပေးကိလော်ကျော်ရတဲ့ခိတပိတ်ထားခဲ့ရကြောင်းသိရတယ်။နေပြည်တော်ဒေသမှာမိုးစမပြတ်ရသွန်းနေမှုကြောင့်ရေဘေးရန်နေမြေပြိုခြင်းစအောင်နေပြိုကျပျက်စီးခြင်းတို့ဖြစ်ပေါ်နိုင်သဖြင့်အနေပိုင်းဒေသတွေမှာနေထိုင်သူတွေကိုသတိထားကြရတဲ့လိုအပ်ပါကဘေးလွတ်ရာကိုအမြန်ဆုံးရွှေ့ပြောင်းပေးကြံအသိပေးထားကြောင်းသိရတယ်။ဆလပီပြားသုံးစုမျိုးမှာတက်ကျရလာတဲ့စစ်တပ်ရင်နဲ့တိုက်ခိုက်ခံရပြီးရေတက်ဖို့တောက်ပါဝိလေးဦးသေးဆုံးရွှေဘုံမှာလည်းပြူစောတွေပြစ်ခတ်တိုက်ခိုက်ကချင်ပြည်နယ်ပြားသုံးစုမျိုးကနေတက်ချင်းရလာတဲ့စစ်တပ်ရင်နဲ့တိုက်ခိုက်ရရေတက်ဖို့တောက်ပါဝိလေးဦးသေးဆုံးခဲ့ကြရေဘလူတိုက်ကထုတ်ပြတဲ့ယနေ့မိုးလဲ3နာရီခန့်မှာရာဖူးကျရသူစစ်ကြောချက်ရအတွက်ဖျားသုံးစုဘက်ကနေထွက်ခွာလာတဲ့စစ်တပ်ရင်နဲ့ကိုရေဘလူတိုင်နဲ့ကချင်မျိုးသားလူမျိုးတမတော်တိုင်း20ကိုပပပွဲတို့ကမိုက်ဆက်ပြစ်ခတ်တိုက်ခိုက်ရစစ်တပ်ဘက်ကရေတက်ဖို့တောက်ပါဝိလေးဦးသေးဆုံးပြီးကိုယ်တရာပြစ်တဲ့ရရှိသွားကြောင်းသိရတယ်။အလားတူစကိုင်းတိုင်းရွှေဘုံမြို့နယ်ရှိတီလုံးပြူစောတိယာကနေထွက်ခွာလာပြူစောတိကိုပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကကင်းမဝင်ပြီးစောက်ကြပြစ်ကတ်တိုက်ခိုက်ရာပြူစောတိပြူပြဲနဲ့ကြေးရတင်ကိုပြက်လဲစောက်ကတပြေးသွားကြောင်းရွှေဘိုခရကိုတိုင်းတပ်ဖွဲ့ထံကနေသိရတယ်။ပြီးခဲ့ဆိုလိုက်တဲ့20ရက်နေ့ကဆိုပါတီလုံးရွာမှာပြူစောတိကအနီးပတ်ဝန်းကျင်ရှိတောင်ရနဲ့လဲရလုံငါခွင်တွေကိုဝင်ရောက်နေကြတဲ့ဒေသခံပြည်သူတွေကိုမကြာခဏနောက်ဆက်ပြစ်ခတ်မှုတွေပြုလုပ်နေတဲ့အတွက်တော်လိုင်းတပ်ဖွဲ့တွေကတောက်ပြစ်ကတ်တိုက်ခိုက်ခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုကိုရွှေဘိုခရိုကိုတိုင်းရွှေဘိုမြို့နယ်ပြည်သူ့လော်ကျော်ရေးတပ်ဖွဲ့တောင်းစစ်တဲ့ဂျပန်နေဖွဲ့တို့ကပူပေါင်းစားခဲ့ခြင်းဖြစ်ပြီးတော်လိုင်းရဲဘော်တွေထိခိုက်ဖြစ်ပြလဲဆုတ်ခွာနိုင်ခဲ့တဲ့စေကောင်စင်တဲ့ခေါင်းတို့ရဲ့နောက်လိုက်ဖြူစောတိကိုမြစ်ပြတ်ခြင်းမုံကမိဘပြည်သူတွေကိုအပြေအဝကာကွယ်ပေးသွားမိဟုဆိုပါပူပေါတပ်ဖွဲ့တွေကထုတ်ပြထားပါတယ်။နောက်တဲ့ဆက်ပြီးမှကတော့စစ်မှုထမ်းမဲ့သူတွေစင်ကိုမြို့ဝင်အတွက်စစ်စေးဂိတ်တွေကိုပေးဖို့စစ်ဆေးနေပြင်အဲစင်းစစ်ပြီးတော့လဲရှာဖွေစစ်ဆေးနေလို့ပြည်တဲ့တူဝင်စီဗိုလ်ချုပ်မင်းသူကပြောစစ်မှုထမ်းတိတ်ဆောင်သူတွေကိုအမှုဖွင့်လှုပ်ဆောင်နေဂျပန်စစ်တပ်ကပြတက်ထားတဲ့ပြည်သူစစ်မှုထမ်းဥပဒေအရစစ်မှုထမ်းရမယ်အသက်16နှစ်ကနေ35နှစ်တွင်ရှိလူငယ်မျိုးသားတွေအမည်စင်းတွေကိုမြို့ဝင်မြို့ထွက်စစ်ဆေးဂိတ်တွေကိုဖျက်ဝေပေးဖို့ကစစ်ဆေးနေတဲ့အပြင်ရက်ကွက်နဲ့ကြေးအောင်ချော်ရေးမှာအဲစင်းစစ်ဆေးမှုတွေပြုလုပ်ရင်လည်းရှာဖွေဖက်စီနေကြစစ်ကောင်စီပြည်တဲ့တူဝင်စီဗိုလ်ချုပ်မင်းသူကထုတ်ပေါ်ပြောဆိုလိုက်ပါတယ်ဇူလိုင်လ20ရက်နေ့ကနေပြီးတော့မှကျင်းပတဲ့စစ်ကောင်စီလာကတ်ချက်ပိုလွတ်တော်စည်းဝေးမှာခန်းဒီမဲဆန္ဒနယ်မှာအမတ်ဆိုသူဦးခုံဝန်းကပြည်သူ့စစ်မှုထမ်းဥပဒေနဲ့နေဥပဒေကိုကျော်လွန်ပြီးစာရင်းနေတဲ့ဖြစ်စဉ်တွေကိုမြည်တို့တိုင်းညစာရင်းမြည်ဆွေမိကုံမင်းမြန်ခင်ဟာဗိုလ်ချုပ်မင်းစုကရှင်းသူပြန်လည်ဖြစ်ကြားခဲ့ခြင်းဖြစ်ပါတယ်။ဗိုလ်ချုပ်မင်းစုက
စစ်မှုထမ်းဥပဒေအရအသက်16နှစ်ကနေ35နှစ်တွင်ရှိမျိုးသားတွေကစစ်မှုထမ်းတာဝန်ရှိပြီးစစ်မှုထမ်းရဲ့စင့်ခေါ်ခံအသွင်နဲ့အများပြားကတခြားဒေသတွေကိုထွက်ပြေးတိမ်းရှောင်နေထိုင်ခြင်းရှိသဖြင့်မြေပြင်မှာစစ်ကွာခက်ခဲနဲ့ကြုံတွေ့နေရတယ်။ထို့သောတိမ်းရှောင်နေသူတွေကိုဖမ်းဆီးနိုင်အတွက်မြို့တက်စစ်ဆေးဂိတ်တွေကိုစစ်မှုထမ်းရဲ့စင့်ခေါ်ခံထားသူတွေရဲ့အမည်စင်းတွေကိုပြပေးထားပြီးစစ်ဆေးဂိတ်တွေမှာစစ်ဆေးတွေ့ရှိပါကချက်ချင်းစင့်ခေါ်စားနေကြတို့ပြည်ရက်ကွက်နယ်ကြာများမှာနေမြေလုံးကျော်ရင်းနဲ့တရားဥပဒေစိုးမိုးရေးကြောင်းပြချက်နဲ့အဲဆေးစစ်ဆေးမှုတွေပြုလုပ်ချိန်မှာလည်းစစ်မှုထမ်းရဲ့တိမ်းရှောင်နေသူတွေကိုရှာဖွေပြီးစင့်ခေါ်နေကြောင်းပြောတယ်။စစ်မှုထမ်းရှောင်လဲသူတွေကတခြားဒေသကိုတိမ်းရှောင်နေတိုင်းချင်းကိုနီလန်မျိုးမျိုးနဲ့လှုပ်ဆောင်လျက်ရှိရကြောင်းတာဝန်ထမ်းဆောင်ဥပဒေနည်းဥပဒေနဲ့ညီစင့်ခေါ်တဲ့အခါမြေပြင်မှာတာဝန်ရှိသူတွေအနေနဲ့အကဲများစွာကြုံတွေ့နေရလို့ပို့ချုပ်မင်းသူကဆိုရင်စစ်မှုထမ်းလက်ကျစစ်ခေါ်ခံတွေကိုစေးစင်ရလာရောက်သတင်းပို့အကြောင်းကြားထားတော့လဲပြက်ကွက်တွေရဲ့အမိစင်းတွေကိုရက်ကွက်နေကြအောင်ဆွဲမှုတွေကမြို့ဝင်မြို့ထွက်လောက်ကျော်ရေးစစ်ဆေးဂိတ်တွေကိုဖြန့်ဝေပေးထားကြောင်းပို့ချုပ်မင်းသူကပြောတယ်။အဆိုပါမြေစင်းမှာပေါင်းသူတွေကိုမြို့ဝင်မြို့ထွက်စစ်ဆေးဂိတ်တွေမှာတွေ့ရှိပါကလည်းရက်ကွက်နဲ့ကြေးရတွေမှာအဲစင်းစစ်ဆေးချိန်တွင်တွေ့ရှိပါက၎င်းပြည်သူစစ်မှုရဲ့နေဦးတွေနဲ့စင့်ခေါ်နေကြောင်းကန်ဒီမြို့နယ်မှာစင့်ခေါ်ချိန်သတင်းပွင့်ပြက်ကွက်သူဆက်ချောက်ရှိသဖြင့်ပြည်သူစစ်မှုရဲ့ဥပဒေအရအမှုဖွင့်ရေးယူနိုင်ဆိုင်ထားကြောင်းသိရရင်းပြည်စစ်မှုရဲ့စင့်ခေါ်တော်လဲသတင်းပွင့်ရပြက်ကွက်သူတွေကိုဥပဒေနဲ့ညီမှုဖွင့်ရေးယူနိုင်ရေးဆက်လက်ဆိုင်နေကြောင်းနဲ့ပြည်သူစစ်မှုရဲ့ဥပဒေအကောင့်တက်ပွားမှာမြို့မြို့တဲ့စစ်ဆေးဂိတ်တွေရက်ကွက်တဲ့ကြောက်ချော်ရေးဖွဲ့တွေစစ်တပ်တို့ကပူပေါက်စားနေကြောင်းဗိုလ်ချုပ်မင်းသူကပြောပါတယ်စစ်မှုထမ်းပြည်ကို2024ခုနှစ်ဖေဖော်ဝါရီလမှာစစ်တပ်ကအသက်သွင်းကလာစဉ်လူငယ်9000ကျော်ကိုတင်းကျပ်ဆင့်ခေါ်ခဲ့ပြီးအခုခါစစ်မှုထမ်းဘတ်စဉ်29ရောက်ရှိနေပြီဖြစ်ပါတယ်နောက်ဆင်အပိစာအတွက်ဒုဝန်ကျေးဇူးတင်ရှိပါတယ်ရှင်